မိတာကိုပြစ်ရှိမှရင်းသည့်ခါကိုချင်းညီငါရွာနာနွားရွာမျက်မစားဆိုတဲ့စကားပုံတော့ကခတ်ပြီးလိုပဲတာတာကိုဆွဲအားပြိုနေသွားဖို့ဆိုတကနတ်တီရွာသားများကထန်တောင်းတို့ရွာသူလေးကမျက်စောင်းတို့ကိုကြောင်ချင်းနေတဲ့ချက်ပေါင်းတို့ကိုချက်ကောင်းတို့လို့အထက်ကြောင်းဆို